Hello Susuba. The vlog they are after a long night duty. The long pimp night duty simply kama. I just needed a little peace. Pierre Chima Yimucho Picon Shore. Sapia Nene to read a jaw, Sakline Chop Candy. Tamera Ria Piano Capita Loja im Lobao. Sabio Bubit Haro Piano Capia Masolo. Heko Libian like that. 73ထားဆိုပေမဲ့ဆူဆွေးစပင်းကအရင်ကတည်းကအစင်းသားမို့လို့အလိုမျိုးကြီးဖြောင်းနေရပါ။ရာတီတို့ကရမ်းပူရဲဆိုပေမဲ့မှန်ကြည့်တဲ့ရုပ်ကလေးချောနေတော့တော့ပါသေးရဲ့။ရေချိုးပြီးပေမဲ့မျက်နှာအယောင်လို့တနခါလေးပါလိမ့်လိုက်တဲ့ဒီနေ့ off ရကအိမ်မှာပဲဆိုတော့ပေါ့ပေါ့လေးရကိုတက်ပြီး comfortable ဖြစ်တယ်။ပြီးသွားရင်ပစောင်းလေးမဖြူလာတဲ့အသားဝလိုရှင်းလိမ့်ပါမယ်။တကယ်တော့ဒီလိုရှင်းအောင်ရည်တဲ့ပဲဖြစ်ပြရပါ။စပင်းထူရာလည်းတမျိုးတော့ဒုက္ခရောက်တယ်ဒီလားရေချိုးပြီးရင်လေအဲ့စပင်းရအတွင်းထဲကလုံးဝမချောင်းနိုင်အားလုံးပြီးသွားပြီဆိုတော့အဲ့အောက်ကိုဆင်းပါမယ်တွေ့လားရတီတို့ကကိုပေါ်မှာဆိုတော့စကားကြည့်ချင်စိတ်လေးပါပေါက်လာရောမိုးအေးနဲ့အဲ့အောက်ကအပင်ရဲ့အရေးအောက်မှာပဲစကားကြည့်ရင်နဲ့ထမင်းစားမယ်ဘာကကြည့်ရမှမသိလို့ update ကနေအရေးရှာရအောင်မယ်အစားတော့ထမင်းလေးစားရင်းနဲ့ကာတွန်းကားလေးကြည့်မလို့ပဲအဲ့ဒီမှာကိုက Teddy's Christmas ကိုကြည့်စမ်းတော့ဒါပေမဲ့ကိုက Christmas မဟုတ်တော့ကြည့်မကောင်းနဲ့စက်သားကြည့်လိုက်တဲ့အခါမှာအဲ့နကားတွေကဘယ်ဟာကြည့်ရမလဲဆိုပြီးနောက်ဆုံးတော့အဲ့ဒီကားလေးပဲရွေးလိုက်ပါတယ်အဲ့ဒီမှာစကားပြောတတ်တဲ့ဒရိဆန်လေးလေးပါတော့ကာတွန်းကားနဲ့လူကကြည့်ရတယ်လို့ပဲဒီခါလေးစားရင်လည်းပိတ်ရက်ဒီမှာအပြစ်မသွားဘဲနဲ့ကိုအိမ်မှာကိုစကားလေးကြည့်လိုက်မုံလေးစားလိုက်ကပို့ပြီးတော့ကိုရဲ့ stress ကိုဖြည့်စီရလို့ခံစားရတယ်အခုရိုက်နေတာက7မတင်လောက်ဆိုတော့မနက်စာနဲ့နေတဲ့စာကိုပေါင်းပြီးပဲစားလိုက်တယ်ဒါတော့အမေကအကုန်လုံးပေးနေလို့ပေါ့နော်စားကြပါအောင်မဟုတ်ချောင်းသူ့ရဲ့ဘဝကတော့လေတကယ်ကိုအမေရှိလို့သာလွယ်ကူနေတာကဲစားပြီးတော့ပြီးဆို7နာရီတော့ထိုးသွားပြီပြီးလဲပြီးတော့ပေါ်မတက်ချင်သေးလို့ဘုမပဲစားဖို့ဖတ်လိုက်တယ်တစ်ပိတ်ရင်းနဲ့ဆိုတော့နေရလဲသိမ့်မဘူးဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲရလိုက်တော့မယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်အိတ်တော့မယ် bye bye See you in the next video.